ဝါရခမရဘလို့လော်ရရတယ် ဟာမင်းကလည်းလူလိုမနေဘူးဟမ်လူလိုမနေတတ်တဲ့ကောင် ဘလို့နေရမလဲ ဒီခုံဒီထမင်းတင်စားတော့ခုံထမင်းတင်စားတော့ခုံပေါ်မင်းကခြေတော်ကြီးတင်ထားတယ်ဒါထမင်းစားတဲ့ခုံမင်းဒီခြေတော်ကြီးတင်ထားတော့ပါဝန်းကျင်နေနဲ့ဘယ်လိုမြင်မလဲမင်းနားလေ ကျော်မသိတော့တင်လာလေဗျာကျွန်တော်အိမ်မှာကျော်ဒီလိုနေရဲခမရအဲ့လိုခမရအိမ်မှာရောက်တော့ခမရအဲ့လိုမနေနဲ့လို့ပြောတယ်ပါသက်ကပြောရရဲ့လက်နဲ့ပြောလဲရရဲ့ကိုယ့်ရဲ့ငယ်လို့ခမရအခုလိုအိမ်ရှိပြီးခြေတော်ကြီးပြောခိုင်းတော့မရရော ဟောမင်းတို့အဆင့်ကငါပြောစရာလူလားဒီခုံမောကိုဒီခြေတော်ပြင်နေဆိုတဲ့ကွာမင်းနားလေဘူးကောင်းတယ်ဟမ်မင်းထမင်းစားနေတာဒီဘိုက်ထဲမှာထမင်းနေရှိတယ်မလားမင်းနားလေရမယ်လေဒီလောက်ပြောနားလေပေါ့ အေးလူငယ်တရားမသိလို့မှားသွားတဲ့ကိစ္စကိုခမရအခုပြောနေတာခြေတော်ကြီးနဲ့တင်တယ်လည်းပြောတယ်လူငယ်ဖြူသမီးစော်ပြီးဘိုက်ထဲမှာအသိဉာဏ်ရှိအောင်ပြောတယ်တောင်မဲ့လူငယ်တွေအားလုံးအစဉ်ပြေသိအောင်အသေးထဲမှာမှန်ကိုကနားလေအောင်ဗစက်နဲ့ပြောရတယ်ရင်မတဲ့အသေးထဲမှာမှန်အောင် ဟုတ်လားအေးအဲ့တော့မင်းကဒီခုံပေါကိုဒီခြေတော်ကြီးကတင်တာကိုငါပြောတော့မင်းဘိုက်ထဲမှာအစာစားရတာထမင်းနေရှိတဲ့ဆိုရင်မင်းရင်မထဲမှာလည်းနားလေပဲလို့ထင်တယ်မင်းဒီပခုံးနှစ်ပက်ကြားကခေါင်းပေါက်ထားတာမဟုတ်ဘူးလားဟမ် အေးခမရပြောသလိုပခုံးနှစ်ဖက်ချာမခေါင်းပေါက်မလဲလူရဲ့သဘောပေါက်နားလေအောင်ဒီလိုနေရွက်ထဲကိုသခေါင်းသဘောပေါက်ဒီနားထဲမှာချွတ်ချွတ်သာဖျက်ပြောရမှာလी တော့ရက်ကိုမလုံးတယ်ပြောနေတယ်အေးမင်းလည်းရင်မထဲမှာမှတ်တာပခုံးတစ်ပက်ကြားခေါင်းပေါက်ထားတာဒီနေရွက်ကလည်းတောင်းတယ်ဟာဒီဗဇက်ကြီးကဆင်းချင်းပြောဗဇက်ကြီးကဆင်းချင်းပြော အေးကျော်ရဲ့ဘိမနေရဆိုတာထီပေါ်ဝိချက်တာရဲ့လူတယောက်ပဲခမရသဘောပေါက်လားပခုံးနှစ်ဖက်ချာမှာခေါင်းပေါက်ပြီလေသူများမျက်ခုံးမပေါ်မှာဇင်းညံရှောင်းတဲ့ကောက်ဆိုခမရသဘောပေါက်လား စကားပြောခြေလုံးမပနဲ့အေးမင်းကိုလည်းပြောအောင်မယ်နော်ငါပြောတဲ့စကားလို့ရှင်ပတ်ထဲမှာထည့်ထားသူပခုံးတစ်ပက်ကြားခေါင်းပေါက်ပြီးတော့ဒီပါဆက်ကစကားပြောတာဆင်ញင်မှာမင်းဟာမှာမင်းသူများခုံးမပေါ်ဇင်းညာလျှောက်တာအောင်အတော့ဟာဒီခေါင်းကတေချာမှတ်ထားအုံနောက်တယ်လကပထားတယ်